အားလုံးပဲမင်္ဂလာနံနက်ခင်းလေးပါကျွန်တော်မျိုးတွေကျွန်တော်နာမည်ကတော့ရွှေတောင်တက်မှာယနေ့အတွက်ကျွန်တော်တွက်ကနေမှုတွက်စာကြည့်ရမယ်ဆိုရင်တော့အရင်ဘက်တော့ချာနေညနေကရှင်းနေပိတ်ထားတာရဲ့ညီကူဖြစ်တာရဲ့အတွက်ကြောင့်ကျွန်တော်တို့ရဲ့9နှစ်တာထွက်စဉ်မှုတိုက်ကြည့်ရမယ်ဆိုရင်ဒီကနေ့ရှင်းပွဲပဲထူရမယ်မျိုးတွေဒါကတော့ formula တွေမျိုးမှတ်ထားကြပါနော်တောက်ချာနေညနေတန်းကိုရှင်းနေလဲပဲပိတ်မယ်ညီကူလည်းဖြစ်နေမယ်ဆိုရင်တော့ရှစ်တေကို3ည3ခွန်6ခွန်6ကိုရှစ်9ခွန်3ည9လေးဆိုတဲ့တဲ့နာတေးကြတော့စင်းတတ်ပါလေဒါကတော့ကျွန်တော်ရှာဖွေတွေ့ရှိမှုလေးတစ်ခုပေါ့ဈေးဘူးရရှိရန်ထိုးချင်တဲ့သူတွေဆိုရင်တော့တီခွန်3ကိုရှစ်တေ63ကိုရန်ထားနိုင်ပြီလို့အရင်ဘက်တွေမှာကျွန်တော်တို့9ခါဒီစက်တက်ကြခဲ့တဲ့အတွက်ပတ်သီးအနေနဲ့နှစ်ခွန်ဆိုပြီးစဉ်းတတ်ပါတယ်ကြီးမာကတော့4ကို5ဆိုပြီးတော့ရှိတတ်ပါတယ်မျိုးတွေတူရီရဲ့ formula တွေဘာထွက်ပြီးရင်ဘာထွက်တတ်တယ်ဘာထွက်ရချင်းကြောင့်ဘာခဏန်းထွက်တယ်ဆိုတာကိုကျွန်တော်ကနေ့စဉ်တင်ပြီးသွားပါမလို့ကျွန်တော်ရဲ့အကောင့်လေးကို follow မလုပ်ရသေးရင် follow လုပ်ခဲ့တာပါအောင်ဗျကျွန်တော်ရဲ့မျိုးတွေလည်းပဲငွေတို့ကြီးကြီးပိုင်နိုင်တဲ့ဘက်ကလေးချစ်နိုင်ကြပါစီဗျာ